ဟိုရှိတုန်းကရွာငယ်လေးတစ်ရွာမှာမောင်မဲဆိုတဲ့လူငယ်တစ်ယောက်ရှိတဲ့မောင်မဲဟာလူကတော့ထွားချိုင်းပါရဲ့ဒါပေမဲ့အရန်ကိုပြင်းရည်ပြီးအလုံးမလုံးပဲအိတ်နေဖို့ပဲစိတ်အားထက်သန်သူပေါ့တနေ့မှာတော့မောင်မဲဟာတောရဲကတစ်ပင်ကြီးတစ်ပင်အောက်မှာအိပ်ပျော်နေတုန်းထူးဆန်းတဲ့အဖိုးအိုတစ်ယောက်ရောက်လာပြီးသူ့ကိုနှိုးလိုက်တယ်အဖိုးအိုကမောင်မဲကိုဟဲ့မောင်မဲမင်းအလုံးမလုံးချင်ဘူးမဟုတ်လားအဲ့ဒါဆိုရင်ဒီရွှေဖလားလေးကိုယူသွားဒါဟာမော်ဖလားပဲမင်းပါစားခြင်းလဲလို့ဆူတောင်းလိုက်တာနဲ့အဲ့ဒီထဲမှာအလိုလျောက်ပေါ်လာလိမ့်မယ်လို့ပြောပြီးဖလားလေးကိုပေးလိုက်တာပေါ့မောင်မဲဟာဝမ်းသာအားရနဲ့ရွှေဖလားကိုယူပြီးအိမ်ပြန်လာတယ်အိမ်ရောက်တော့ဆူတောင်းလိုက်တာနဲ့သူစားခြင်းနဲ့စားကောင်းတောက်ဖွယ်တွေကဖလားထဲမှာပြည့်ရှံနေတာပဲမောင်မဲဟာတနေ့အလုပ်လဲမလုပ်ဘာမှလည်းမစူးစားတော့ပဲစားလိုက်အိတ်လိုက်နဲ့ပဲအချိန်ကုန်နေခဲ့တယ်ဒါပေမဲ့တစ်နှစ်လောက်ကြာလာတဲ့အခါမှာတော့မောင်မဲရဲ့ခန္ဓာကိုယ်ဟာအဆမတန်ဝလာပြီးလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူးဒါအပြင်ဘာလုံးမှမလုပ်ပဲစားနေရတာဟာနောက်ဆုံးမှာညှင်းငွေ့စရာကောင်းလာပါလေရောအစားအစာတွေကဘလောက်ကောင်းကောင်းကိုယ်တိုင်ချွေးထွက်အောင်အလုပ်လုပ်ပြီးမှစားရတဲ့ထမင်းတစ်လုံးရဲ့အရသာကိုသူလွမ်းဆက်လာမိတယ်။ဒီနေ့မှာတော့အဖိုးအိုကပြန်ပေါ်လာပြီးမောင်မဲမင်းပျော်ရဲ့လားလို့မေးတယ်။မောင်မဲကမျက်ရည်တွေဝဲပြီးမပျော်ပါဘူးအဖိုးရဲ့ဒီရွှေဖလားကကျွန်တော်ရဲ့ခွန်အားတွေကိုကုန်ခန်းစေပြီးဘဝကိုအတိတ်ပဲမဲစေပါတယ်။ကျွန်တော်ကိုအလုံးလုံးနိုင်တဲ့လက်နှစ်ဖက်နဲ့ကျန်းမာတဲ့ခန္ဓာကိုယ်ပဲပြန်ပေးပါတော့လို့တောင်းပန်ရှာတယ်။အဖိုးအိုကပြုံးပြီးရွှေဖလားကိုပြန်သိမ်းလိုက်တယ်။အဲ့ဒီအချိန်ကစပြီးမောင်မဲဟာရွာမှာအလုပ်အကျိုးစားဆုံးလူငယ်တစ်ယောက်ဖြစ်သွားပြီးကိုအားကိုပြီးရတဲ့အရာတွေကသာအစစ်မှန်ဆုံးချမ်းသာမှုဆိုတာကိုနားလည်သွားပါတော့တယ်။